ဝန်ထမ်းတွေအသက်ဆုံးရှုံးအောင်ဆိုင်တကားမပိတ်ထားပါဘူးလို့မျက်နှာပြောင်တိုက်စွာဖြည့်ရှင်းလာခဲ့တဲ့တင်းရွှေစင်ရွှေဆိုင်တတိမကြီးပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်းမီဆလဘရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်အင်မတန်ကိုရုတ်တရက်ဆန်ပြီးတော့ထင်မှတ်မထားတဲ့ဘေးကြီးဖြစ်ပေါ်တဲ့ချိန်မှာလူတွေကအဆောက်အုံတွေတဲကနေပြေးထွက်ပြီးတော့လွတ်မြောက်ဖို့ကြိုးစားကြပါတယ်။ဘယ်သူမှအိမ်ထဲမှာမနေရဲပဲအပြင်ကိုထွက်ပြေးနေကြတဲ့အချိန်ဆိုင်တကားကိုအလုံးပိတ်ထားခဲ့ပြီးတော့ဝန်ထမ်းတွေအကုန်လုံးကိုတယောက်မှအပြင်မထွက်ဖို့အတွက်အမိန့်ချခဲ့ရကတော့တင်းရွှေစင်ရွှေဆိုင်ရဲ့တထေးမကြီးလို့သိရပါတယ်။ပုံမှန်ဆိုရင်တော့ငလင်ဘေးနဲ့ကြုံတွေ့ရတဲ့ချိန်မှာအဆောက်အုံတွေထဲမှာနေလို့မရပဲအပြင်ကိုပြေးထွက်ပြီးတော့လွတ်မြောက်ရာကိုရှာဖွေရပါတယ်။ဒါကိုသိရှိပါလျက်နဲ့ဆိုင်တကားကိုပိတ်ပစ်ခဲ့ပြီးဝန်ထမ်းတွေအပါအဝင်လာရောက်ဝယ်ယူသူတွေအကုန်လုံးကိုပိတ်ထားခဲ့ရတဲ့အကြောင်းရင်းကအပြင်ကနေလူရက်သူတွေလာမှဆိုလို့ဖြစ်တယ်လို့သိရပါတယ်။တာဝန်ရှိသူတွေကသူတို့ရဲ့ရွှေဆိုင်အလူခံရမှာဆိုတဲ့အတွက်ဆိုင်တကားကြီးကိုပိတ်ချလိုက်တာကြောင့်ဘယ်သူမှအပြင်ကိုထွက်ပြေးနိုင်ခြင်းမရှိပဲတိုက်ခန်းပြိုကျတဲ့ချိန်မှာအထဲမှာပိတ်မိကုန်ကြတယ်လို့ဆိုပါတယ်။ဒါချိန်မှာကအကုန်လုံးပြိုကျပြီလို့ကဲတင်မှုလုပ်ငန်းတွေလုပ်ကင်တော့မဲ့ချိန်မှာချက်ချင်းမကဲတင်နိုင်ခဲ့ပဲသူတို့ဆိုင်ကပစ္စည်းတွေဆုံးရှုံးသွားမှာကိုစိုးရိမ်နေရလို့လည်းပြောကြပါတယ်။ဆိုင်ပိုင်ရှင်တွေရဲ့အခုလိုမျိုးလူမဆန်တဲ့လုပ်ရက်တွေကြောင့်ဝန်ထမ်းတွေအသက်ဆုံးရှုံးခဲ့ရတဲ့ပုံမှာဝေဖန်မှုတွေများစွာကတော့ပေါ်ထွက်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရွှေဆိုင်ပိုင်ရှင်တထေးမကြီးကတော့သူ့ရဲ့ဝန်ထမ်းတွေအသက်ဆုံးရှုံးအောင်ဆိုင်တကားကိုပိတ်ခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။သူမကရန်ကုန်မြို့မှာရောက်ရှိနေတာဖြစ်ပြီးတော့ဆိုင်တကားကိုပိတ်ပစ်ဖို့အတွက်လည်းအမိန့်ချမှတ်ခဲ့တာမျိုးမရှိပါဘူး။ဒါတွေအကုန်လုံးကိုတပ်တဲ့အနေနဲ့သူတို့ရဲ့ CCTV မှတ်တမ်းထဲမှာထုတ်ပြနိုင်ပေမယ့်ငလင်လောက်ခတ်မှုကြောင့်မှတ်တမ်းကပျက်စီးသွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့တေချာအတက်ပြောရဲတာကဆိုင်တကားကိုလုံးဝပိတ်ခဲ့ခြင်းမရှိသလိုဝန်ထမ်းတွေကိုအထဲမှာပိတ်လောင်ထားတာမျိုးလုံးဝမလုပ်ခဲ့ဘူးလို့ဖြေရှင်းခဲ့ပါတယ်။သူတို့တွေဒီလိုမျိုးဆိုင်တကားမပိတ်ခဲ့ရကြောင်းအချို့သောကလေးတွေလွန်မြောက်လာတာဖြစ်ပြီးကံမကောင်းတဲ့ကလေးတွေသာပိတ်မိသွားပြီးအသက်ဆုံးရှုံးခဲ့ရတာလို့ဆိုပါတယ်။ဒါတင်မကကယ်ဆယ်ရေးတွေလုပ်တဲ့ချိန်မှာလည်းချက်ချင်းဆိုသလိုလှုပ်ဆောင်ခိုင်းခဲ့ပြီးတော့ရှိသမျှဝန်ထမ်းကလေးတွေအကုန်လုံးကိုကယ်တင်ဖို့အတွက်ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ဝန်ထမ်း17ယောက်ကတော့လုံးဝကိုကယ်လို့မရတဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ရပြီးဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။သူတို့ကအဲ့ဒီနေ့ညရင်းချင်းကယ်တင်ပြီးတော့ဝန်ထမ်းတွေပေါ်မှာစေတနာထားခဲ့ကြောင်းပိုင်ရှင်တထေးမကြီးကအခုလိုဖြေရှင်းခဲ့ပါတယ်။တင်းရွှေစင်ရတနာရွှေဆိုင်ကြီးကမြို့တော်တော်များများမှာဖွင့်လှစ်ထားပြီးတော့အခုလိုဖြစ်ပျက်ကြီးဖြစ်ပွားခဲ့ရကတော့ပြည်မနာမြို့မှာရှိတဲ့ဆိုင်ခွဲတစ်ခုကနေဖြစ်ပါတယ်။သူတို့ဆိုင်တကားကိုငလင်လှုပ်တဲ့ချိန်မှာပိတ်ချလိုက်တာကြောင့်ဝန်ထမ်းတွေမဆုံးရှုံးသေးမယ်။ဆုံးရှုံးသွားရတာဖြစ်တယ်လို့ဝေဖန်နေတဲ့ပုံမှာပိုင်ရှင်တထေးမကြီးကတော့ညင်းဆိုခဲ့ပါတယ်။မတရားတဲ့လုပ်ရက်တွေကိုမလုပ်ခဲ့တဲ့အတွက်ဝန်ထမ်းကလေးတွေပုံမှာလေးပြလုံခဲ့ပြီးတော့သူမတို့ကိုမဆွဆွဲကြဖို့အတွက်ကိုယ်တိုင်ရှေ့ထွက်ပြီးတော့ဖြေရှင်းခဲ့တာပါ။ဒါပေမဲ့ CCTV မှတ်တမ်းကိုထုတ်ပြဖို့အတွက်ကတော့လက်ရှိမှာအဆင်မပြေသေးပဲရတာနဲ့ပြန်ပြီးတော့ထုတ်ပြသွားမယ်လို့ဆိုပါတယ်။သူမကအဆုံးရှုံးသွားရတဲ့ဝန်ထမ်းလေးတွေအတွက်လည်းမိသားစုဝင်တွေကို7,300စီလှူဒန်းပေးဖို့အတွက်အစီအစဉ်နေရလို့သိရပါတယ်။ဝန်ထမ်းတွေအသက်ဆုံးရှုံးအောင်ဆိုင်တကားပိတ်ပစ်တဲ့လုပ်ရက်မျိုးမလုပ်ခဲ့ပဲလက်ပြလုံးပါတယ်ဆိုတဲ့တင်းရွှေစင်ရွှေဆိုင်ပိုင်ရှင်တထေးမကြီးရဲ့ဖြည့်ရှင်းချက်ပေါ်မှာထင်မြင်ချက်လေးတွေကိုပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။